ခုပြောချင်တဲ့အကြောင်းအရာလေးနော်အသေးအောင်တော့ဘီဘိုးစီဘိုးကြောင့်ပေါ့နော်အဲ့လိုအသေးအောင်တော့ဘီဘိုးစီဘိုးရေးကြီးပြောနေရတယ်ဆိုတော့ဒီကောင်ကအရေးကြီးလို့ပဲဘာလို့အရေးကြီးတော့ဆိုတော့နော်အသေး6တာတော့အသေးကင်ဆာတော့ဖြစ်တတ်တယ်နော်အကူဟောဆိုတဲ့အရက်ကလည်းအသေး6တတ်တယ်ဒါမှမဟုတ်သူကရက်တောင်းနေတဲ့တကြောင်မို့ဘောနော်ရက်တောင်းနေတယ်ဆိုတော့အသေးရောင်မယ်ဆိုတာကျွန်တော်ကမှန်းကြည့်လို့ရတယ်ဘယ်ချိန်တော့အသေးရောင်နေဘယ်ချိန်တော့အသေး6တော့မှသူ့ရဲ့ duration နဲ့ကျွန်တော်တို့ကမှန်းပြီးတော့မှန်းလို့ရပါမယ်ဘီဘိုးတို့စီဘိုးတို့တော့မှန်းမရဘာကြောင့်လဲဆိုတော့ကိုယ့်စီကိုသူကဘယ်ချိန်ကနေဝင်နေမှန်းလဲကိုကမသိဘယ်ချိန်မှသိတော့ဆိုတော့ဒါကလေအသေးရောင်တာမဟုတ်ဘဲနဲ့အသေး6တာတော့အသေးကင်ဆာတော့အဲ့လိုဖြစ်မှသိတဲ့အချိန်မှာကျွန်တော်တို့ကဘာမှလုပ်မရတော့အရာအလုံးကနောက်ကျသွားပြီအဲ့ကြောင့်မို့ကျွန်တော်တို့ကဘီဘိုးစီဘိုးကတကယ်အရေးကြီးတယ် regular check up လည်းလုပ်တင်နေပေါ့နော်အဲ့ဒါလေးပြောချင်တယ်အဲ့တော့သူကဘလို့ယောဂကူးစက်တာလဲပေါ့နော်မိခင်နေကလေးကိုကူးစက်တယ်မေကကိုဝင်ဆောင်နဲ့ကလေးမွေးတဲ့ကိုဝင်ဆောင်အတွင်းနဲ့ကလေးမွေးတဲ့မွေးဖွားစဉ်အတွင်းမှာကလေးနှုတ်တိုက်စဉ်အတွင်းမှာဒါကူးစက်သွားတတ်တယ်နော်အဲဒါကလိန်ရနေတဆင့်ကူးစက်တယ်ယောဂရှိသူရဲ့သွေးတို့တဇွေးတို့အနေနဲ့ကူးတတ်တယ်အတူနေမိသားစုဝင်တွေလည်းတယောက်ချင်းနောက်တစ်ယောက်ကကူးတတ်တယ်ဆေးထိုးအပ်ဒီ sharing သုံးနေဆိုရင်ကူးစက်တတ်တယ်နော်ယောဂလက္ခဏာတွေကဘာလို့ဖြားတယ်အော်အန်တယ်ဘိုင်းနာတယ်အစာပြစ်တယ်နော်မျိုးလုံးဝါတယ်စီးရောင်ရင့်လာတယ်အစစ်ကြိုက်တယ်အားမရှိသလိုခံစားရတယ်ခေါင်းကြိုက်တယ်ဒါကတော့အသေးရောင်တဲ့လက္ခဏာတွေပေါ့နော်အဲ့လိုရှိတယ်ဒါတော့ခုနကဟာကိုပြန်ပြောပြတာနော်နောက်ဆက်တဲ့စူးကျိုးတွေကဘာလို့ဖြစ်မလဲပေါ့ဟိုတနေ့ကကျွန်တော်ပြောခဲ့တယ်လို့ပဲနော်နောက်ဆက်တဲ့စူးကျိုးတွေကအသေး6တယ်အသေးကင်ဆာဖြစ်တယ်အသေး6ရင်ဘာတွေဖြစ်မလဲဆိုခုနကတော့ဘေလုံးကြီးတာတော့စာရင်သွေးကြောပေါက်တာတော့နော်ဖြားပြီးတော့ဘိုင်းနာတတ်တာတော့နောက်တစ်ခုကြောက်ကအားနေသွားတာတော့ရေပြင်းဆွဲတာတော့နှလုံးအားနေသွားတာတော့နောက်တစ်ခုကhepatic coma ရသွားတာတော့ဒါတွေဖြစ်နိုင်တယ်နော်အဲ့ဒါဘယ်လိုလူတွေစေးတောင်းမှာလဲပေါ့နော်ကျွန်တော်တို့ကဘီဘိုးကိုစစ်လိုက်တဲ့ခါမှာantigen positive ဖြစ်သွားတဲ့အချိန်မှာဘိုးကောင်ယူပြန်စစ်လိုက်ဆက်တဲ့အချိန်မှာဘိုးကောင်ယူညားနေပြီဆိုကျွန်တော်တို့ကစေးတောင်းမယ်ပေါ့နော်အသေးအောင်တဲ့လက္ခဏာရှိတဲ့ခါလည်းတောင်းမယ်အသေး6တာတော့အသေးကင်ဆာလို့ဆိုရင်လည်းတောင်းမယ်နော်ကိုယ့်ရဲ့မိသားစုဝင်နေတဲ့မှာလည်းအသေး6တာအသေးကင်ဆာhistory ရှိတယ်ဆိုရင်လည်းဒါဘီဘိုးစေးကိုတောက်ရလိမ့်မယ်ပေါ့နော်အဲကြောင့်စီဘိုးအတွက်တော့ဘိုးကောင်ရတွေ့ရင်တော့ကူရမယ်တခါလေတော့လည်းကျွန်တော်တို့စီဘိုးကိုစစ်တဲ့အခါမှာပထမဆုံး screening test အနေနဲ့ antibody ကိုစစ်တယ်တကယ်တော့ antibody ဆိုတာဘိုးဝင်ခဲ့တယ်အဲ့အတွက်ခန္ဓာကိုယ်ကတုံ့ပြန်တယ်အဲကြောင့် antibody ထွက်တယ်အဲကြောင့်တချို့ response ကောင်းတဲ့လူဆိုရင်ကျွန်တော်တို့က antibody ပဲရှိပြီးတော့သူ့ရဲ့ viral load ကိုစစ်တဲ့အချိန်မှာ not detected ဖြစ်တယ်အဲ့ဒါမျိုးဆိုတော့ကျွန်တော်တို့ကစေးတောက်ဖို့မလိုသေးဘူးပေါ့နော်အဲ့လိုပြောလို့ရတယ်ဘယ်လောက်ကြာအောင်တောက်အောင်လဲဆိုဘီဘိုးအတွက်ကတော့ကျွန်တော်တို့က live long ဖြစ်နိုင်တယ်ပေါ့တချို့ကိုတောက်ရင်းမဲ့တောက်နေရင်မဲ့ပေါ့နော် surface antigen ပျောက်သွားတာတို့ antibody ပေါ်လာတာတို့အဲ့ဒါမျိုးဆိုရင်လည်းကျွန်တော်တို့ရက်လို့တော့ရတယ်ဒါမှမဟုတ်ရက်မဲ့မရဘူးကတော့ကိုယ်တိုင်ဆုံးဖြတ်လို့တော့မရဘူးကိုနဲ့ပြနေတဲ့ဆရာတွေနဲ့ပေါ့နော်ဆရာဝန်ရဲ့နော် recommend နဲ့ဆေးကိုဖြတ်ရမယ်ဘာကြောင့်လဲဆိုတော့တချို့ကျွန်တော်တို့ဆေးကိုဖြတ်လိုက်တဲ့အခါမျိုးမှာဆိုရင်သူကပေါ့ဖြတ်လိုက်တဲ့အခါမျိုးဆိုရင်သူကဒီဘိုးကောင်ကြီးပြန်ပေါ်တတ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီဘီဘိုးကဒီ blood ထဲမှာမရှိဘဲနဲ့သူ့ရဲ့ cell တွေတဲ့ပေါ့နော် liver cell တွေတဲ့ hepatocyte တွေတဲ့တွားနေတဲ့အခါမျိုးမှာဆိုကျွန်တော်တို့ကvirus စစ်တဲ့အခါမှာ not detected not detected ပဲအဲ့ဒါနဲ့ဖြတ်လို့ရပါပြီဆိုဖြတ်လိုက်တဲ့အချိန်မျိုးမှာဆိုရင်ကိုကဖာတိဖာလာနေလိုက်လို့ရှိရင်ခုနပြောတယ်အသေး6တာတော့အသေးကင်ဆာတော့တောင်ဖြစ်သွားနိုင်တယ်အဲကြောင့်မို့ကိုကဖြတ်တော့မယ်ဆိုရင်တော့
ဘောနော်ဒီဆရာကြီးနဲ့တိုင်ပင်တဲ့နဲ့နောက်တစ်ခုကကိုကဖြတ်တော့မယ်ဆိုဘယ်ချိန်ပြန်တက်လာနိုင်လဲဆိုတာလဲsuspect ရှိနေရမယ် regular check ကလုပ်တင်နေပေါ့နော်စီဖို့အတွက်တော့3လ4လတို့မဟုတ်6လအထိတောက်လိုက်လို့ရှင်တော့သူကတော့ viral ကဟောပေါ့နော် not detected ဖြစ်သွားတဲ့တယ်ပေါ့နော်အဲ့ဒါဘလို့ကာဝယ်မလဲပေါ့ဘလို့ကာဝယ်မလဲဆိုတော့တည့်ရတိုင်းပဲ B ဘိုးရယ် C ဘိုးရယ်ဒီခုချင်းစီကိုပြောမယ်ဆို B ဘိုးဆိုတာကျွန်တော်တို့ကမဖြစ်ခင်ကြိုတင်ကာဝယ်လို့ရတယ်ဗက်ဆီင်းတွေထိုးလို့ရတယ်နော်ဗက်ဆီင်းထိုးမယ်ဗက်ဆီင်းထိုးပြီးတဲ့နောက်မှာလည်းကျွန်တော်တို့က antibody test တွေပြန်ဆက်မယ်အောင်မအောင်ပေါ့နော်အဲ့လိုရှိမယ်နော်နောက်တစ်ခုက B ဘိုးဖြစ်ဖြစ် C ဘိုးဖြစ်ဖြစ်ပေါ့နော်အိမ်မှာမိသားစုဝင်တယောက်ကတွေ့တယ်ဆိုရင်တော့တမိသားစုလုံး B ဘိုးရော C ဘိုးB ဘိုးတို့မဟုတ် C ဘိုးဆက်ကိုဆက်ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တိမ်ရှိတဲ့တိမ်မှာတယောက်ရှိတဲ့နောက်လူလည်းရှိနေတတ်တယ်ပေါ့နော် C ဘိုးကတော့ကျွန်တော်တို့ကပေါ့နော်ဆက်လိုက်တဲ့အခါမရှိဘူးဆိုရင်တော့မရှိဘူးဆိုရင်တော့ကျွန်တော်တို့က regular check ကတော့ပေါ့နော်3နှစ်တန်ဒီ9နှစ်တန်ဒီပေါ့နော်ထပ်တော့စစ်တင်တယ်ဘာကြောင့်လဲဆိုအခုဝင်နေပြီနောက်၄၅နှစ်နေရင်လည်းဒါဝင်နိုင်တာပဲတကယ်လို့အဲ့ဒါဆိုကိုကအခုစစ်တဲ့ခါမှာမရှိဘူးဆိုတလုံးမရှိဘူးတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ပြန်ထပ်ဟောပေါ့နော်မဝင်သေးတဲ့ကြောင့်နောက်တစ်ချိန်ထပ်ပြီးတော့ဝင်နိုင်သေးတယ်အဲ့လိုမျိုးဝင်တဲ့အချိန်မှာကိုမသိလိုက်တဲ့ခါမှာခုနကပြောသလိုအသက်6တာတို့အသက်ကင်းစာတို့ဖြစ်မှဆိုရင်ဒါကျွန်တော်တို့ကဘာမှလုပ်မရဘူးပေါ့နော်အဲ့ဒါလေးပြောချင်တယ်ဟုတ်ပြီကျေးဇူးတင်ပါတယ်နော်